တင်ချာမတော်တဲ့ကောင်းလေးဘွားကနေကပချမ်းသာဆောင်ထေးကြီးဖြစ်လာတဲ့ဂျက်ပီဆိုသူကငယ်တုန်းကပထွေးပြသူနဲ့သူကြီးပြင်းလာခဲ့ရသူပဲဖြစ်ပါတယ်ထက်တန်းတက်တုံးကဆိုရင်လည်းចောင်းတစ်ဖက်နဲ့ပါကာဆိုင်မှာအလုပ်ဝင်လုပ်ခဲ့ရပါတယ်နောက်ပြီးကိုလိုက်မှာလည်းတင်ချာမတော်ခဲ့တဲ့အကြောင်းတော်တော်လေးတော့ဒုက္ခရောက်ခဲ့ရပါသေးတယ်ပိုဆိုးဆုံးကတော့ဒီကောင်လေးကဝင်ငွေကောင်းတဲ့အလုပ်ကနေထွက်ပြီး online ပေါ်မှာစာအုပ်ရောင်းတဲ့အလုပ်လုပ်ဖို့စူးစမ်းခဲ့သေးတာပါပဲသူကတော့အခုလက်ရှိကပအချမ်းသာဆုံးထေးကြီးကြောက်ဖြစ်နေပြီးဖြစ်တဲ့ဂျက်ပီဆိုပဲဖြစ်ပါတယ်ဂျက်ပီဆိုကိုမွေးခက်ချိန်တုန်းကသူ့မိဘတွေကဆယ်ကျော်တက်လေးတွေပဲရှိပါသေးတယ်သူ့ကိုမွေးပြီး16လကြာမှာတော့သူ့မိဘတွေကကွာရှင်းခဲ့ကြပါတယ်အဲ့ဒီနောက်သူ့အမေကနားအိမ်ထောင်ပြုတ်ပြီးထွေးပြသူကပဲသူ့ကိုဆက်မွေးစားခဲ့ပါတယ်ဂျက်ပီဆိုကငယ်လေးကလေးကအယောက်တွေကိုတစားစီဖြုတ်ပြီးပြန်ဆင်ရတာကိုကြားတယ်လို့တခါကဆိုရင်လည်းသူ့ရဲ့တစ်တပခက်လေးကိုကိုယ်တိုင်ဝဲဦးလဲနဲ့ဖြုတ်ခက်သေးတယ်လို့သိရပါတယ်အထက်တန်းကျောင်းတက်ချိန်မှာတော့သူက McDonald မှာအလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်ဖောက်တယ်တွေကိုဘလိုဝန်ဆောင်မှုပေးရမယ်။ဖီးယားအောက်မှာဘလိုလုပ်ရမယ်။မန်နေဂျာကောင်းတယောက်ကဘလိုတွေလုပ်ရမယ်ဆိုတာကိုသူများတွေကိုကြည့်ရှုရင်းသင်ကြားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျက်ပီဆိုကိုတိုင်းလည်းအင်တာဗျူးတစ်ခုမှာဒီလိုမျိုးလက်တွေ့နဲ့စာတွေ့ကမတူကြောင်းနဲ့လက်တွေ့သင်ခန်းစာတွေကိုအထင်မသေးကြပန်နဲ့ဆိုပြီးပြောခဲ့မှုပါသေးတယ်။အထက်တန်းကျောင်းပြီးတော့ချိန်မှာတော့ဂျက်ပီဆိုကကောလိပ်မှာ theory ယူပပေတဘာသာကိုအထူးပြုမေဂျာဖြစ်ယူခဲ့ပါတယ်။ပြဿနာကတော့သူကတင်ချာလေးတော်တော်လေးမထူးချွန်တာကြောင့်တခြားကျောင်းသားတွေကိုအမီမလိုက်နိုင်ခဲ့တာပါပဲတခါတုန်းကဆိုရင်ပုံမှန်ကောလိပ်ကျောင်းသားလေးတယောက်ကမနေ့ပိုင်းနဲ့ဖြေရှင်းလို့ရမယ်တင်ချာပုတ်စာတစ်ပုတ်ကိုသူ့အနေနဲ့အချိန်3နာရီကြာတွတ်တာတောင်မှအဖြေမထွက်ပဲမှားနေခဲ့ပါတယ်ကောလိပ်ပြီးမှာတော့ဂျက်ပီဆိုကလောက်တွေတစ်ခုပြီးတစ်ခုပြောင်းပြီးလောက်ကင်ခဲ့ပါတယ်ဒီလိုနဲ့1990ကာလစောပိုင်းရောက်မှာတော့အင်တာနက်နည်းပညာကတော်တော်လေးခေတ်စားလာခဲ့ပါတော့တယ်အဲ့ဒီမှာပဲဂျက်ပီဆိုကသူလုံနေတဲ့လက်စာကောင်းတဲ့အလုပ်ကနေထွက်ပြီးတော့ online ပေါ်ကနေစာအုပ်တွေရောင်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ဒီလိုလုပ်ရတာကစူးစမ်းမှုကြီးပြီးရှောင်းပေါ်နိုင်ချေ90ရာခိုင်နှုန်းရှိတာကိုသူ့အနေနဲ့သိတယ်လို့လူတိုင်းကလည်းအလုံးမဖြစ်တော့ဘူးပြောခဲ့ပေမဲ့ဂျက်ပီဆိုကယူမဆိုင်ခဲ့ပါဘူးဒီလိုနဲ့ပဲ Amazon ဆိုတဲ့ online စာအုပ်ဆိုင်လေးကိုသူ့အိမ်စတိုးခန်းမှာပဲ1999မှာစတင်တည်ထောင်ခဲ့ပါတော့တယ်အစပိုင်းမှာတော့ Amazon မှာစာအုပ်တွေပဲရောင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဂျက်ပီဆိုကဘာပဲလိုချင်ချင်းအရာအလုံးဝယ်လို့ရအောင်ပျက်စီးအစုံရောင်းတဲ့နေရာကြီးဖြစ်လာတဲ့အထိလုပ်ငန်းတိုးချဲ့ခဲ့ပါတယ်အစပိုင်းမှာတော့ Amazon ကအရှုံးနေလဲခဏပေါ်ခဲ့ပေမဲ့ဂျက်ပီဆိုကတော့အဲ့ဒီရှုံးကိုပဲသင်ခန်းစာယူပြီးစမ်းသစ်တွေကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီလိုကနေစေ Amazon က PDM ပေါင်းများစွာတန်တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့ပြီးဂျက်ပီဆိုကိုတိုင်ကလည်းကမ္ဘာအချမ်းသာဆုံးထေးကြီးတယောက်ဖြစ်လာခဲ့ပါတော့တယ်ဘဝမှာလူတွေကကြာရှုံးမှာကိုကြောက်ကြတာများပြီးလက်တွေ့လှုပ်ဆောင်ရမှာတွေကိုမလှုပ်ဆောင်ဖြစ်တာများပါတယ်ဒါပေမဲ့ဒီလိုကြာရှုံးမှာကိုကြောက်တာတွေသူများတွေရဲ့ဝေဖန်မှုတွေကအရေးမကြီးပါဘူးတကယ်အရေးကြီးတာကတော့ဒီဘဝမှာကိုကဘလိုအရာမျိုးကိုလိုချင်တာလဲဆိုတာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝမှာကိုပါဖြစ်ရှင်လဲဆိုတာကိုသိအောင်လုပ်ပြီးတော့အဲ့ဒီအိမ်မက်ပြေးဝဖို့အတွက်လိုအပ်တဲ့ရည်ချင်းတွေကိုဖြည့်ရင်လိုခက်ခဲတွေပဲကြုံကြောင်းနောက်မဆုတ်ပဲပန်းတိုင်စီတွားတဲ့လမ်းပေါ်မှာရေရဝရှောက်ကြပါလို့ဒီဗီဒီယိုကနေတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာနောက်ထပ်ဒီလိုစိတ်ဝင်စားစရာဘူးတုတရစရာအကြောင်းအရာလေးတွေကိုစင်ဆက်ပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာနောက်ဗီဒီယိုကြမှာပြန်ဆောင်ကြတာပေါ့